စိတ်ထားကောင်းသောမင်းသားကြီးသောတငယ်ချင်းများမင်းသားဟာတောအုပ်ကြီးနဲ့နိတဲ့ရွာလေးတစ်ရွာမှာနေထိုင်တဲ့သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ပါသူကတရိတ်ဆန်လေးတွေကိုချစ်တတ်ပေမဲ့အရေးကြီးတဲ့အလုပ်တွေဆိုတာကြီးကြီးမားမားဖြစ်ရမယ်လို့ထင်နေတတ်သူပါသူဟာနေ့တိုင်းတောဆက်မှာလမ်းလျှောက်ရင်းသဘာဝအတ္တအပတွေကိုကြည့်ရှုလေ့ရှိပါတယ်ဒီနေ့မှာမင်းသားဟာတောထဲကိုခါတိုင်းထပ်ပို့တိုးပြီးလမ်းလျှောက်ထွက်လာခဲ့ပါတယ်လမ်းဘေးကကြောက်ဆောင်လေးတစ်ခုနာအရောက်မှာတော့ကြောက်တုံးကြီးတစ်ခုကြားမှာညံ့နေပြီးလုံးမရဖြစ်နေတဲ့လက်ကြီးဦးကုန်းကိုတွေ့လိုက်ရပါတယ်။ဦးကုန်းဟာရုံထွက်ဖို့အတော်လေးစူးစမ်းနေရရှာတာပါ။မိသားကကြောက်တုံးတွေကိုအားဆိုင်ပြီးဂယုတစိုက်ဖယ်ပေးလိုက်ကဦးကုန်းကိုလူမြောက်အောင်ကူညီလိုက်ပါတယ်။ဦးကုန်းကကျေးဇူးတင်ပါတယ်မင်းသားရေမင်းရဲ့အကူအညီလေးကငါအတွက်တော့အသက်သခင်ပါပဲ။မှတ်ထားပါကောင်းမှုဆိုတာဘယ်လောက်ပဲသိငယ်ပါစေပဲတော့မှအချီးပြည့်မဖြစ်ပါဘူး။လို့ပညာရှိနေတန်နဲ့ပြောလိုက်ပါတယ်။မိသားဟာပြုံးပြီးရွှေ့ဆက်လျှောက်လာတဲ့အခါတစ်ပင်အောက်မှာအလုရှုံနေတဲ့ရှင်းကလေးဖိုးစီကိုတွေ့ပြန်ပါတယ်။ဖိုးစီဟာစောက်စာအတွက်တစ်စစ်လေးတွေကိုလိုက်စုနေပေမဲ့ကုန်းဆောင်လေးဖြစ်နေတာကြောင့်တစ်စစ်တွေကအောက်ကိုတလိမ့်လိမ့်ပြန်ကျနေပါတယ်။မိသားကရေမောပြီးဖိုးစီကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကတစ်ကိုင်း6လေးတွေကိုစုပြီးတစ်စစ်တွေမလိမ့်ချအောင်စီယိုသေးသေးလေးလုပ်ပေးလိုက်ပါတယ်။အခုတော့ဖိုးစီအတွက်သစ်စစ်စုရတာအရန်လွယ်ကူသွားပါပြီ။ဖိုးစီကဝမ်းသာအားရနဲ့အမီးလေးကပြီးကျေးဇူးတင်စကားပြောပါတယ်။အချိန်တွေကုန်လွန်သွားပြီးနေဝင်ချိန်ရောက်တော့မင်းသားဟာအိမ်ပြန်ဖို့ပြင်ပါတယ်။အဲ့ဒီအချိန်မှာသူအရန်တန်ဖိုးထားတဲ့ခွဲလို့သူအဖိုးပေးထားတဲ့လက်ဆောင်ကြီးခေါင်းလောင်းလေးသူခါမှမရှိတော့တာကိုသိလိုက်ရပါတယ်။တော့ထဲမှာလဲမောင်စပြုတ်နေပြီးမို့သူအတော်လေးထိတ်လန့်သွားပါတယ်မင်းသားဟာမျက်ရည်ဝဲရင်းမြတ်တော်ထဲမှာခေါင်းလောင်းလေးကိုလိုက်ရှာနေပါတယ်။အဲ့ဒီအချိန်မှာရှင်ကလေးဖိုးစီရောက်လာပြီးဘာဖြစ်လို့လဲမင်းသားငါမင်းကိုကူညီပါရစီလို့မေးပါတယ်။မင်းသားကသူ့ရဲ့ပျောက်ဆုံးသွားတဲ့ခေါင်းလောင်းလေးအကြောင်းပြောပြလိုက်ပါတယ်။ဖိုးစီဟာထွက်လက်ပြီးညဘက်မှာလည်းမျက်စိရှင်သူမုံမြတ်တော်တွေကြားထဲဟိုဘက်ဒီဘက်ခုံပေါက်ရှာဖွေပါတယ်။မကြခင်မှာပဲတစ်ပင်ချီရင်ကမျက်ပင်တွေကြားမှာတောက်ပနေတဲ့ဂျေးခေါင်းလောင်းလေးကိုဖိုးစီကရှာတွေ့သွားပါတယ်။သူကခေါင်းလောင်းလေးကိုကိုက်ပြီးမင်းသားစီယူလာပေးပါတယ်။မင်းသားဟာခေါင်းလောင်းလေးကိုပြန်ရလို့ဝမ်းသာသွားပေမဲ့အမောင်ထဲမှာလမ်းပြောင်းနေပါတယ်။အဲ့ဒီအချိန်မှာလက်ကြီးဦးကုန်းဟာလမ်းပေးချုံပုတ်တစ်ခုထဲကနေဖြည်းဖြည်းချင်းထွက်လာပြီးစိတ်မပူနဲ့မင်းသားငါနောက်ကလိုက်ခဲ့ပါ။ငါဒီတော့လောက်ကိုမျက်စိမိတောင်တီးတယ်လို့ပြောပြီးအိမ်ပြန်လာကိုစတင်ပြသပေးပါတယ်။ဦးကုန်းရဲ့လမ်းပြမှုဖိုးစီရဲ့အဖော်ပြုမှုတို့နဲ့အတူမင်းသားဟာအိမ်ကိုဘေးကင်းစွာပြန်ရောက်သွားပါတယ်။အကွေးကြီးဆိုတာအပြန်အလှန်ရှိတတ်ကြောင်းနဲ့ဘယ်လောက်ပဲသေးငယ်တဲ့တတ္တဝါလေးတွေဖြစ်ပါစေသူတို့မှလည်းကိုယ်စီစွမ်းရည်ရှိကြတဲ့ဆိုတာကိုမင်းသားတစ်သက်လုံးမှတ်သားသွားပါတော့တယ်။